Netherlands နိုင်ငံသား Dennis Bergkamp ဆိုတာဘောလုံးပရိသတ်ရဲ့ရင်ထဲမှာအမှုပညာရှင်တယောက်အနေနဲ့ထာဝရဆွဲထင်ကြံရဲမဲ့ကစားသမားတဦးပါသူရဲ့ဘောလုံးသမားဘဝကို HNX Inter Milan တို့မှာစတင်ခဲ့ပေမဲ့1995ခုနှစ်မှာ Arsenal အသင်းကိုရောက်ရှိလာပြီးနောက်ပိုင်းမှာတော့သူရဲ့တမိုင်းမှတ်တိုင်ရေးထွန်းနိုင်ခဲ့ပါတယ်ကွင်းလယ်မှာအမြဲတမ်းစိတ်ဓာတ်ခိုင်မာပြီးအေးဆေးတည်ငြိမ်တဲ့ကစားဟန်ကြောင့် The Iceman လို့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသူပါဘာကဲမဲ့လောက်ပါဟန်ဂိုးသွင်းယူဖို့များဘောလုံးထိမ့်သိမ့်မှုစွမ်းရည်နဲ့ပေးပို့မှုများဟာဘောလုံးပွဲတိုင်းကိုအမှုပညာပြပွဲအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်အထူးသဖြင့် Invisible အပါအဝင်လိဖလား၃ချိန်ရယူတဲ့မှာ Arsenal အတွက်အဓိကတောကြထိခဲ့ပါတယ်နယ်သာလန်လက်ဝိစင်အသင်းတော်လည်း1998ကမ္ဘာဖလားမှာအာဂျင်တီးနားကိုသွင်းယူခဲ့တဲ့အနိုင်ဂိုးဟာကမ္ဘာဖလားသမိုင်းမှာအလားဆုံးဂိုးတွေကတစ်ခုအဖြစ်ယနေ့တိုင်အမှတ်ရနေကြဆဲပါဒါပေမဲ့ထူးခြားချက်ကတော့ဒီလိုနိုင်ငံတကာကျဲပွင့်တစ်ခုဟာလေရင်စီးရတာကိုအလွန်အမြင့်ကြောက်တဲ့ Aerophobia ရုပ်ကခံစားနေရတာကြောင့်ကလပ်အသင်းနဲ့နိုင်ငံအသင်းအတွက်ခရီးဝေးပွဲတွေကိုလေရင်မစီးဘဲအခြားနီလန်းတွေနဲ့ခဲရင်စွာတွားခဲ့ရခြင်းပါပဲဘာကမှ1906ခုနှစ်မှာဘောလုံးလောကကနေအနားယူခဲ့သည့်သူ့လက်လပပြီးဆုံးလေကစားဟန်ကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူးနောက်တဲ့ဘယ်ကစားသမားအကြောင်းသိလိုပါသလဲကွန်မန့်မှာပြောခဲ့နော်